အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Pikachu ရဲ့ founder နဲ့ပြည့်အောင်ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်မသင်ယူခဲ့တဲ့ Master of Entrepreneurship and Innovation ကနေပြီးတော့မှ Pikachu ကို reflection လေးပြုလုပ်ချင်ပါတယ်ဆိုတော့အရင်ဆုံးအနေနဲ့ကျွန်မ creative industry ဆိုတဲ့ဟာကိုပြပြချင်တယ်ပေါ့နော်ဆိုတော့ creative industry ကကျွန်မတို့ရဲ့ media and communication design arts and culture creative industry လို့ခေါ်ကြရတယ်ပေါ့နော်ဆိုတော့ကျွန်မရဲ့ Pikachu ကတော့ creative industry ထဲမှာပါဝင်နေပေါ့နော်ပြီးတော့မှကျွန်မတို့အရေးကြီးတဲ့အချက်နှစ်ချက်ကိုအရင်ဆုံးသိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ idea without action is nothing ပေါ့နော်ဆိုတော့လူတိုင်းမှာ idea တွေရှိကြတယ်ဒါပေမဲ့ဒီ idea ကလက်တွေ့ကိုမလုပ်ဘူးဆိုရင်ဒီဟာကဘာမှအသုံးမဝင်ဘူးပေါ့နော်နောက်တစ်ချက်ကတော့ Steve Jobs ပြောခဲ့တဲ့ people don't know what they want until you show it to them ပေါ့နော်ဆိုလူတွေကသူတို့ဘာလုပ်ချင်လဲဆိုတာကိုမသိရဲ့ဟာမျိုးတွေရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျမတို့ကလက်တွေ့မပြသေးတဲ့၍ဒီအရာကိုသူတို့ကသိနိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီဟာကိုကျမတို့လက်တွေ့ပြသဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျမကဘာဖြစ်လို့ဒီအချက်နှစ်ချက်ကိုအရင်ဆုံးပြောပြရလဲဆိုတော့ကျမတို့ပို့တိုင်းရင်းသားဒီရဲ့ creative industry ကတိုးတက်ဖို့အများကြီးလိုအပ်နေသေးတယ်ပေါ့နော်ဆိုတော့ကျမရဲ့ Pikachu ကိုပြောပြရမယ်ဆိုရင်ကျမက Pikachu ကို2020မှာစပြီးတော့မှပြုလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့2020မှာကျမကကျမရဲ့ brand ကိုကျမမူပိုင်ခွင့်မှတ်ပုံအရင်တင်တယ်ပေါ့နော်ဆိုprotecting innovation လို့ပြောလို့ရတယ်ပေါ့နော်ကျမရဲ့ IPA registration လုပ်တယ်ဆိုတာကကျွန်မရဲ့ idea တွေကိုကျွန်မ protect လုပ်ချင်တယ်ဒီအချက်ကကျွန်မအရန်လုပ်တဲ့အထဲမှာဆိုကျွန်မအရန်မှန်ခဲ့တယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်မတို့ educating innovation ပေါ့နော်2020ကျွန်မစပြီးတော့မှPikachu လုပ်တဲ့အချိန်မှာကျမတို့ရဲ့ဒီပို့တိုင်းသားတွေရဲ့ market တွေမှာ innovation တွေစပြီးလုပ်နေကြတဲ့ဟာမျိုးတွေရှိရပေါ့နော်ဒါပေမဲ့ကျမလုပ်ချင်တဲ့ပုံစံကိုဒီ customers တွေကနေပြီးတော့မှလက်ခံနိုင်တဲ့အတိုင်းဒီမှာအများကြီးလိုအပ်နေသေးတာကိုမြင်တဲ့အတွက်ကျမတို့ content creation တွေအများကြီးလုပ်ခဲ့တယ်ပေါ့နော်ဒီကျမတို့ innovation process တွေကိုလူတွေလက်ခံနိုင်တဲ့အထိုင်မြင်တစ်ခုရအောင်ကျမတို့ပြုလုပ်ခဲ့တဲ့အပိုင်းတွေရှိခဲ့တယ်ပေါ့နော်ပြီးတော့ innovation အကြောင်းပြောမယ်ဆိုရင် innovation မှာကျမတို့ innovation မျိုးစုံရှိရပေါ့နော်ဒီမှာ product innovation နဲ့ incremental innovation ကိုကျမလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်မ product innovation နဲ့ incremental innovation ကိုလုပ်ခဲ့ပြီးမဲ့လေတချို့ဟာတွေဆိုရင်ကျွန်မဆုံးရှုံးမှုတွေအများကြီးရှိခဲ့တဲ့အပိုင်းတွေရှိရပေါ့နော်ဒီကျွန်မဒီထုတ်ခဲ့တဲ့အိတ်ဆိုရင်ကျွန်မထင်ထားတာနဲ့ကျွန်မ reality မှာလုပ်လိုက်တာနဲ့ဆိုရင်ကျွန်မအများကြီးကိုလဲတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်မ prototype လုပ်ပြီးကျွန်မ test မလုပ်ခဲ့ရတယ်ကျွန်မရဲ့အမှားပေါ့နော်ဆိုတော့ဒီဟာမျိုးတွေဆိုရင်ကျွန်မတို့prototype လုပ်ပြီး test လုပ်တင်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်မ message လေးပေးချင်တယ်ပေါ့နော်။ Now innovation တွေကိုပြုလုပ်မဲ့လူတွေအတွက်ဆိုရင်ဒီဟာကအရင်ကအရေးကြီးတဲ့ဟာမျိုးလို့ကျွန်မမြင်ပါတယ်။ပြီးတော့မှဒီကြားထဲမှာကျွန်မproduct လေးမထုတ်လိုက်တဲ့မလုပ်ရတဲ့ကြားထဲမှာဆိုရင်ကျွန်မတို့တခြားသူလေးတွေလည်းကျွန်မတို့ product ထုတ်တာကိုကျွန်မသတိထားမိတယ်ပေါ့နော်။ဆိုတော့ဒီလိုထုတ်လိုက်တဲ့ product ကကောင်းတယ်လို့ကျွန်မပြောချင်တယ်ပေါ့နော်။ဘာလို့ကောင်းတယ်လို့ပြောချင်တယ်လဲဆိုတော့သူတို့လည်းဒီ innovation တွေထဲမှာဆိုရင်တို့ incremental innovation ကိုပြုလုပ်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ဆို incremental innovation ကိုပြုလုပ်တယ်ဆိုတဲ့ဟာကိုဘယ်လိုမျိုးကျမတို့သိနိုင်လဲဆိုတော့existing product တွေရှိရပေါ့နော်အဲ့ existing product တွေကနေပြီးတော့မှတို့အနေငယ်ပြင်ဆင်ပြီးတော့မှတီထွင်ပြီးတော့မှပြုလုပ်တယ်ဆိုရင်ဒါကို incremental innovation ပြုလုပ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ incremental innovation တွေကလည်းကျမတို့ရဲ့ innovation ecosystem မှာအရင်ရေးကြီးတဲ့အပိုင်းပါဝင်နေပေါ့နော်ဒါပေမဲ့ innovation တွေပြုလုပ်တဲ့အချိန်မှာကျမတို့business ကနေပြီးတော့မှ ethically ပြုလုပ်ဖို့လိုအပ်တဲ့ဟာမျိုးတွေရှိရပေါ့နော်ဒီတီထွင်တဲ့လူတွေရဲ့idea ကိုလည်း respect လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်မလို့တီထွင်တာကောင်းတယ်ဒါပေမဲ့လည်းcopy လုပ်တာတဲ့စာရင်ကိုပိုင်IP လေးတွေနဲ့လုပ်ပြီးတော့မှကိုပိုင်ပြုလုပ်တယ်ဆိုတဲ့ဟာမျိုးတွေလုပ်တဲ့အချိန်ကျတော့ကျမတို့အငင်းပွားကြတွေကြုံလာတဲ့အချိန်ကျရင်ကျမတို့ရဲ့ idea တွေကိုပို့ပြီးတော့မှ production လုပ်လို့ရတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အကယ်၍ innovation ဖက်ကိုသွားမယ်လို့စိတ်ကူးထားတယ်ပြုလုပ်ချင်တယ်
ပြုလုပ်ဖို့ risk ကိုလည်းယူရဲတယ်ဆိုရင်တော့ကျွန်မကတော့ intellectual property တွေကိုလောက်ထားဖို့ကျွန်မတိုက်တွန်းချင်တယ်ပေါ့နော်ဆိုတော့ကျွန်မပို့ပြီးကောင်းအောင်ဘာတွေကိုပို့ပြီးပြုလုပ်ချင်လဲဆိုတော့ကျွန်မ humble discovery ကျွန်မမလုပ်ခဲ့ရဘူးပေါ့နော် humble discovery ဆိုတော့ကျွန်မတို့ရဲ့ customers တွေကျွန်မတို့ရဲ့တကယ် audience ကဘာကိုလိုအပ်နေတာလဲတကယ်သူတို့ရဲ့လိုအပ်ချက်ကဘာလဲသူတို့ရဲ့ problems ကဘာလဲဆိုတော့ကျွန်မ deep down မလုပ်ခဲ့ဘူးပေါ့နော်တခုကပါလဲဆိုတော့ကျွန်မ stakeholder mapping မလုပ်ခဲ့ဘူးပေါ့နော်ကျွန်မ stakeholder mapping မလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်မတချို့ products တွေထုတ်တဲ့အချိန်ကျတော့ကျွန်မရဲ့ ideas တွေကိုလက်မခံနိုင်တဲ့ဟာမျိုးတွေရှိတာကိုကျွန်မတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ကျွန်မဒါstakeholder mapping ကောင်းကောင်းလုပ်ခဲ့မယ်ဆိုရင်ကျွန်မဒီဟာတွေကိုကျွန်မကောင်းကောင်းလေး handle လုပ်နိုင်မယ်လို့ကျွန်မယုံကြည်ရပေါ့နော်နောက်ဆုံးတစ်ခုကတော့ risk ပေါ့နော် innovation လုပ်တဲ့လူတွေတိုင်းမှာကကျမတို့ risk အများကြီးနဲ့ကျမတို့ယူရတယ်ပေါ့နော်ဆိုတော့ risk ဆိုတဲ့အချိန်မှာကျမတို့က financially risk လည်းကျမတို့ယူရတာရှိတယ်လို့ကျမတို့ရဲ့ဒီ customers တွေရဲ့ feedback ကနေပြီးတော့မှကျမတို့positive feedback တွေပေးတဲ့ဟာမျိုးတွေရှိတယ်လို့ကျမတို့ negative feedback တွေပေးတာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ negative feedback တွေကကျမတို့ constructive feedback တွေမဟုတ်ဘဲနဲ့လူတူဦးတယောက်ရဲ့အမြင်နဲ့ဒါဝိုင်းပြီးတော့တိုက်ခိုက်ကြတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့တွေကိုကျမတို့ဘယ်လောက်ထိဒီနောက်ပိုင်း innovation လုပ်ချင်တဲ့လူတွေကရောဒါတွေကိုဘယ်လောက်ထိလက်ခံနိုင်လဲပေါ့နော်ဒီ risk တွေကိုကျမပို့ပြီးတော့မှနားလဲအောင်ကြိုးစားဖို့လိုသေးတယ်ဆိုတာကလည်းကျမတွေ့ရှိခဲ့တယ်ပေါ့နော်ဒါလေးတွေကတော့ကျမကြုံခဲ့တဲ့အရာလေးတွေကို reflection ချုပ်ပြလုပ်ထားခြင်းဖြစ်ပါတယ်ဆိုတော့ဒါကျမတို့တယောက်ရဲ့အတွေ့အကြုံကျမရဲ့အမြင်ကိုဖော်ပြ